Hello အားလုံးပဲမင်္ဂလာပါနော်ဗီဒီယိုလေးကိုကြုံမသွားပဲဆုံးဖြတ်ကြည့်ပေးကြပါအောင်ရှင်ဒီနေ့ညီမရဲ့ဘလော့လေးကတော့ရှေ့ရက်ကဘာရောက်ကျော်ဆရာတော်ဖျားကြီးကျောင်းမှာနေစွန်းဆက်ကပ်ဖြစ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်ညီမတို့အိမ်ကလာတိုင်းလိုပေါ့နော်လာတိုင်းဘာရောက်ကျော်ဆရာတော်ဖျားကြီးကိုနေစွန်းမုတ်ချူပွဲတွေအမြဲတမ်းကပ်လေးရှိပါတယ်ရှင်ညီမအခောက်တန်းရောက်သွားပြီမဲ့ဒီလိုပေါ့ဗီဒီယိုရိုက်ပြီးတော့တီးတန့်ရင်တင်လေးညီမမရှိဘူးပေါ့နော်ခဏလည်းရောက်ဖြစ်တယ်အမြဲတမ်းလည်းရောက်ဖြစ်တယ်ဆရာတော်ကြီးကျောင်းကအရန်ကိုအေးချမ်းပြီးတော့တရားထိုင်တရားမှန်ဖះရှိခိုးလို့ရန်ကောင်းတယ်ပေါ့နော်စိတ်တွေကိုအေးချမ်းနေရပဲဆရာတော်ကြီးရဲ့ကျောင်းဆောင်နဲ့ဝင်လိုက်တာနဲ့အဲ့ဒီနေ့ကဥပုံနေလည်းဖြစ်တယ်တရားမှတ်တဲ့လူတွေလည်းဖြစ်လို့ညီမဗီဒီယိုတော်မှတေချာမရိုက်ဖြစ်လိုက်ခဲ့ဘူးပေါ့နော်တရားထိုင်တဲ့လူတွေစိတ်နှောက်ယှက်ဖြစ်သွားမှာဆိုလို့လူရှင်းတဲ့အချိန်ကျမှညီမဗီဒီယိုကလစ်အတူလေးတွေပဲရိုက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီနေ့ကဆရာတော်ကြီးရဲ့မှန်စီရွှေကျောင်းဆောင်ပြီးတော့မှညီမမရိုက်ဖြစ်ခဲ့လိုက်ပါဘူးရှင်ဒါကတော့ဘာရောက်ကျော်ဆရာတော်ဖျားကြီးရဲ့ပုံစံတူရုပ်ထုကိုထုပြီးတော့တီထားကိုးခွဲထားပါရှင်ညီမကတော့ဝတ္ထုငွေများစက္ကန့်လှူဒန်းပြီးတော့ဖေနဲ့မေအတွက်တက်ရှိချမ်းမအောင်ဆုတောင်းနေတာပါရှင်အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးရှင်ပါတယ်ဘိုင်ဘိုင်